Trump ကမဟာမိတ်တောင်ကိုရီးယားနိုင်ငံကိုနျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတိစောက်ခွင့်ပြုလိုက်ပြီးတော့မှချက်ချင်းဆိုသလိုပဲဂျပန်ကလည်းသူတို့ရဲ့နျူကလ িয়ার ပိုင်ဆိုင်ခွင့်အပေါ်ပြန်စဉ်းစားလာတာဖြစ်ပါတယ်ဂျပန်နိုင်ငံဟာဒုတိယကမ္ဘာစစ်ပြီးကတည်းကနျူကလ িয়ার လက်နက်မပိုင်ဆိုင်ရေးမထုတ်လုပ်ရေးတင်သွင်းခွင့်မပြုရေးဆိုတဲ့မူဝါဒ၃ရပ်ကိုကင်ဆွဲခဲ့တာပါဒါပေမဲ့အိန္ဒိချင်းတောင်ကိုရီးယားကနျူကလ িয়ার နည်းပညာရလာတဲ့အခါဂျပန်ကလည်းလုံခြုံရေးအရစိုးရင်ပြီးဒီမူဝါဒကိုပြင်ဆင်ဖို့အရေးအယောင်ပြလာတာပါမြောက်ကိုရီးယား KCNA သတင်းဌာနကတော့ဂျပန်ဟာတောင်ကိုရီးယားကိုအကြောင်းပြပြီးနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခြင်းနဲ့သူ့ရဲ့ရည်မှန်းချက်ကိုဖော်ပြလာတာလို့ဆွဆွဲပါတယ်မြောက်ကိုရီးယားနိုင်ငံသားရေးတာဝန်ရှိသူတို့ကဂျပန်ရဲ့နျူကလ িয়ার ရည်မှန်းချက်ဟာဒေသတွင်းငြိမ်းချမ်းရေးကိုဖျက်ဆီးမဲ့လုပ်ရက်ဖြစ်လို့အလုံးစုံတားဆီးပြရမယ်လို့ပြောဆိုထားပါတယ်အမေရိကန်ဂျပန်နဲ့တောင်ကိုရီးယားတို့ရဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာမြောက်ကိုရီးယားကိုချင်းချောက်နေတယ်လို့သူတို့ကရှုမြင်ကြပါတယ်သမ္မတထရန့်ရဲ့မူဝါဒအပြောင်းလဲကြောင်းအာရှပစိဖိတ်ဒေသမှာလက်နက်ပြိုင်ဆိုင်မှုပုံစံအသစ်တစ်ခုပေါ်ပေါက်လာနေပြီးဒါဟာကိုရီးယားကျွန်းဆွယ်တင်းမာမှုကိုပုံမဆိုးရလာစေနိုင်တယ်လို့နိုင်ငံတကာအကဲခတ်တွေကသုံးသပ်နေကြပါတယ်